ကျွန်တော်ဒီနေ့မြန်မာပြည်ရဲ့ပထမဆုံး walking vlog ရိုက်ပါမယ်။ရန်ကုန်ကနေပြီးတော့တန်လျင်ဒီလမ်းလျှောက်မှာပါ။တန်လျင်ကြိုက်ခုတ်ပြားဒီလမ်းလျှောက်မှာအခုသူနာကမာကြီးလမ်းကနေပြီးတော့စလာပါပြီ။ဒါခုနကမာကြီးလမ်းပေါ့နော်။ပြထားတယ်။အဲဒီဆိုင်းဘုတ်တိုင်းညဘက်ကိုလိုက်တော့ကမာကြီးလမ်းနဲ့လမ်းလျှောက်လာပြီ။လမ်းလျှောက်ပြီးတော့ဟိုကမာကြီးစတားကိုကြော်ရင်တာကေတာမြို့နယ်ကိုရောက်ပါမယ်။ဒါကမာကြီးစတားကိုရောက်သွားတယ်။အောက်မှာငမွေးချောင်းပစွန်တောင်ချောင်းကြီးပေါ့။ပစွန်တောင်ချောင်းလေးတဖြူဖြူနဲ့အေးနေရပဲ။ဒါပစွန်တောင်ချောင်းကိုဖြတ်ထားတဲ့ကမာကြီးတရားကိုဖြတ်လျှောက်နေတာပါဒါသူ့နာနဲ့တာကီတာကိုဆက်ထားတဲ့တရားပေါ့နော်အဲတရားတိုင်းကျွန်တော်ရှောက်နေနေရတော့ဘူးကျွန်တော်ဒီနေ့ခေါ်လိုက်တာခေါ်ရဆိုတာမနဲ့စောမလျှောက်ပဲနဲ့နေ့လယ်တိုင်းရှောက်မယ်ဆိုစောင်းရမ်းပူတဲ့ချိန်မှာရှောက်မယ်ဆိုပြီးတော့10 နာရီခွဲလောက်မှစရှောက်တာပါလိုင်းမလုပ်ကြပါနဲ့နော်တွေးရွယ်ရှိရလို့လိုင်းမလုပ်နဲ့မနက်ခင်းစောတာမှညနေမှရှောက်တော့ကောင်းတယ်ကျွန်တော်နေ့လေကိုရှောက်ပြတာဒီမှာရွှေကရင်နဲ့သမင်းဆိုင်တွေ့တယ်ရွှေကရင်မြန်မာသမင်းကြော်တယ်မနက်တည်းကဘာမှမစားသေးလို့မနက်စာနဲ့နေ့လေစာပေါင်းပြီး branch ဝင်ဆွဲပါတယ်ချက်ပေါင်းပေါ့နော်ချက်ပေါင်းရဲ့သူကဟိုမှာအတိုးမြုံဆုံးပြီးတိုးစီယာရဲ့ငပိတုတ်ရွှိုက်လိုက်တယ်ဟိုမှာပေါ်တော့လာတောင်းတယ်အဲ့ကလေးမလေးစားရုပ်တဲ့လာတောင်းတယ်အဲ့မှာချက်ပေါင်းအယူကျွေးလိုက်နေမှာโอเคအဲ့ကနေဆက်လျှောက်လာပြီဆက်လျှောက်လာတော့ဟိုမှာတက္ကရာအဝိုင်းရောက်နေတက္ကရာအဝိုင်းမှာဟိုပထမလမ်းဆိုလို့ရှိရင်အေယာဝင်လမ်းပေါ့ဒုတိယလမ်းကိုယူရမှာဒုတိယလမ်းဆိုလို့ရှိရင်တန်လင်းချင်းကလမ်းကိုရောက်တယ်အဝိုင်းတိုင်းကျော်လာပြီဘက်မှာ108တောင်ဖျားပေါ့ဆယ်စီးကားဂိတ်108တောင်ကားဂိတ်ကိုရောက်ပြီအဲ့ကနေဟိုရှေ့ကိုဆက်လျှောက်ဟိုလျှောက်တော့ဟိုတရားဟောင်းနဲ့တရားတင်တာပေါ့နော်တန်လင်းတရားအမှတ်1နဲ့အမှတ်3နာကိုရောက်ပြီရင်တော့ကတော့အမှတ်1ပေါ့နော်တရားဟောင်းလမ်းလျှောက်လို့ရတယ်အခုတော့လျှောက်လို့ရတယ်လည်းမရသေးတော့မသိဘူးပေါ့တရားအစ်နံပါတ်3ကတော့လုံးဝလျှောက်လို့မရအောင်လမ်းလျှောက်လို့မရအောင်အနေရင်လည်းဖြတ်လို့မရအောင်တရား1ကတော့အနေရင်စပိန်ပိုင်းဖြတ်လို့ရတယ်လို့ပြောတယ်ဟိုမှာပေါ်ရကောင်တွေးလို့ပါလိုက်ရိုးထက်ကျွေးလိုက်သေးတယ်ဟိုမှာဆိုင်းဘုတ်တရားဟောင်းဘက်ကိုသွားနေပြီโอเคတရားဟောင်းကိုတက်တော့အဲ့မှာလုံယုံရင်းနဲ့တွေ့တယ်သူကကုန်းချောင်းလျှောက်လို့မရဘူးတဲ့တရားကိုလမ်းလျှောက်ပြီးကူးလို့မရဘူးတဲ့တရားဆောင်လုံယုံရင်းကပြောတာနောက်ကျောင်းပြန်လေရဟေးပတ်စကားစီးပြီးပဲကူးရတော့မယ်အနည်းဆုံးပတ်စကားကိတ်ကိုပြန်သွား108တောင်ပြန်သွားမှာပေါ့နော်ဒါဝေါ်ကာတွေအတွက်တော့မကောင်းဘူးကွာဒါဘိုင်ကာတွေအတွက်တော့အဆင်ပြေသူကစပိန်နဲ့ကူးလို့ရတယ်ဝေါ်ကာတွေအတွက်တော့သူကခြေလျင်ပေါ့ကုန်းချောင်းနဲ့ကူးဝင်မရှိဘူးတဲ့ဟိုးရင်တော့သူများကြီးကူးနေကြတယ်တွေ့တယ်အခုတော့ဘာဖြစ်လဲမသိဘူးသူကကူးဝင်မပြီးတော့တရားဆောင်လုံခြုံရေးရနေပြီးတော့လမ်းလျှောက်လို့